ကလေးတစ်ယောက်ရဲ့စိတ်ကျန်းမာရေးကမိခင်တစ်ယောက်တည်းမဟုတ်ပါဘူးဖခင်ရဲ့ပါဝင်ပတ်သက်မှုကလည်းအရေးကြီးပါတယ် research တွေအရဖခင်နဲ့ပုံမှန်အချိန်ပေးပြီးတော့ဆက်ဆံရေးကောင်းတဲ့ကလေးတွေကစိတ်ပိုင်းဆိုင်ရာအပြုအမူပိုင်းဆိုင်ရာပြဿနာတွေကိုဖြစ်နိုင်ခြေပုံနေတယ်လို့တွေ့ရှိထားပါတယ်ဒါတွေမကသေးပါဘူးသူတို့လေးတွေကစဉ်းစားနိုင်စွမ်းဘာသာစကားဖွံ့ဖြိုးမှုနဲ့သင်ယူနိုင်စွမ်းတွေမှာလည်းပုံမကောင်းမွန်တယ်လို့တွေ့ရှိထားပါတယ်ချို့လေ့လာမှုတွေမှာတော့ဆေးလိပ်တောက်တာနဲ့ဥပဒေချိုးဖောက်မှုတွေမှာပါဝင်နိုင်ခြေလျော့နည်းနိုင်တယ်လို့လည်းပြောပြထားပါတယ်ဒီနေရာမှာအရေးကြီးတာကဖခင်ရှိတာမဟုတ်ပါဘူးကလေးနဲ့အချိန်ပေးတာကလေးနဲ့စာတူတူဖတ်တာကလေးနဲ့စော့ကစားပေးတာစကားပြောပေးတာနဲ့နေ့စဉ်ဘဝမှာပါဝင်ပေးတာလိုမျိုး active father involvement ကအဓိကကြတာပါဒါပေမဲ့ကလေးတစ်ယောက်စိတ်ကျန်းမာပြီးပျော်ရွှင်စွာကြီးပြင်းလာဖို့ကဒီအချက်တစ်ခုတည်းနဲ့တော့မလုံလောက်ပါဘူးဒီ research ကဆက်ဆက်မှုကိုတွေ့ရှိထားတာဖြစ်ပြီးဖခင်ရဲ့ပါဝင်ပတ်သက်မှုကတစ်ခုတည်းသောအကြောင်းရင်းလို့မဆိုလိုပါဘူးsingle mother single father ဒါမှမဟုတ်ရင်တခြားမိသားစုပုံစံကကလေးလေးတွေကလည်းချစ်ချင်းမေတ္တာနဲ့တည်ငြိမ်တဲ့ပြုစုပြောထောင်မှုနဲ့ဆိုခင်ဖြိုးနိုင်ပါတယ်